ဖြူစင်တဲ့မျက်မမြင်မိဘနှစ်ပါးဟိုးရှိတုန်းကစိန်လန်းဆိုပြေတဲ့တောအုပ်ကြီးရဲ့အေးချမ်းတဲ့ချောင်းဘေးတနေရာမှာယုံမာလေးဖြူစင်ဟာသူ့ရဲ့မျက်မမြင်မိဘနှစ်ပါးနဲ့အတူနေထိုင်ကြတဲ့ဖခင်ယုံကြီးနဲ့မိခင်ယုံမာကြီးတို့ဟာမျက်စိအမြင်အာရုံချွတ်ယွင်းပေမဲ့ဖြူစင်ကိုတော့အချစ်နဲ့မေတ္တာတွေအပြည့်အဝပေးခဲ့ကြတဲ့ဖြူစင်ဟာငငယ်လေးကလေးကသူ့မိဘတွေကိုအယမ်းချစ်ပြီးကျေးဇူးပြုတတ်တယ်။သူ့အသက်12နှစ်အရွယ်မှာပဲမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုဖို့စတင်ခဲ့တယ်။ဖြူစင်ရဲ့နေရက်တွေဟာအခြားယုံလေးတွေလိုပျော်ရွှင်စွာဆော်ကစားဖို့အချိန်မရှိခဲ့ဘူး။မနက်တိုင်းဖြူစင်ဟာနေမထွက်ခင်စောစောထားပြီးတောအုပ်ထဲကအကောင်းဆုံးနဲ့အလက်ဆက်ဆုံးမြေရိုင်းတွေအမြင့်တွေနဲ့မုံလာဥတွေကိုရှာဖွေရတယ်။မျက်မမြင်မိဘတွေအတွက်အာဟာရပြည့်ဝတဲ့အစားအစာရဖို့ကသူ့တောင်းပဲ။နေကင်းမဲ့သူဟာတရက်တွေအကိုင်းအခက်တွေတက်ပိုးပြီးနေထိုင်တဲ့အိမ်လေးကိုပြုပြင်ထိန်းသိမ်းရတယ်။ညနေခင်းအိမ်ပြန်ရောက်တာနဲ့အမေယုံမာကြီးရဲ့ညောင်းနေတဲ့ခြေထောက်တွေကိုနှိပ်ပေးပြီးအဖေယုံကြီးကိုပုံမြင်တွေဖတ်ပြပေးရတယ်။နှစ်တစ်နှစ်ရဲ့အေးဆုံးအချိန်ရောက်တော့တောအုပ်ကိုအုပ်စိုးနေတဲ့ယုံဘရင်ကြီးမင်းကောင်ကကြေညာချက်တစ်ခုထုတ်ပြန်တယ်။ဘရင်ဥယျာဉ်တော်ထဲမှာရှိတဲ့ရွှေစင်းရှိသောလှပတဲ့ပန်းတပွင့်ကိုအန္တရာယ်ကင်းစွာခူးယူလာပေးနိုင်တဲ့သူကိုဆုတော်ကိုအများကြီးချီးမြှင့်မယ်။ဒီဆုငွေဟာတစ်သက်တာလုံးအေးချမ်းစွာနေထိုင်နိုင်လောက်အောင်ပေါ်များပါတယ်။ဒီပန်းဟာအရန်လှပသလောက်ပန်းကိုကာကွယ်ထားတဲ့နေမြေကအလွန်အေးပြီးလျှို့ဝှက်ဆန်းကျယ်တဲ့အခက်အခဲတွေနဲ့ပြည့်နေတယ်။ဘယ်ယုံမှသွားဖို့မရဲကြဘူး။ဖြူစင်ကဒီဆုငွေဟာသူ့မိဘတွေကိုပိုပြီးကောင်းမွန်တဲ့ဆေးဝါးတွေနဲ့နှွေးထွေးတဲ့အင်တလုံးဆောက်ပေးနိုင်မယ်ဆိုတာကိုသူသိလိုက်တယ်။ဒါပေမဲ့သူ့မိဘတွေကစိုးရိမ်တကြီးတားကြတယ်။ဖြူစင်လေးသမီးအသက်နဲ့လောင်းပြီးမသွားပါနဲ့။အဖေတို့အတွက်သမီးလေးရဲ့အပြုံးကိုမြင်ရတာနဲ့ဒီမဲ့လုံလောက်လှပါတယ်လို့ဖခင်ကြီးကဖြူစင်ကိုတားတဲ့မိဘစကားကိုနာခံခြင်းပေမဲ့မိဘတွေရဲ့ဒုက္ခကိုပိုပြီးမကြည့်ရနိုင်တဲ့ဖြူစင်ဟာလိုအပ်တဲ့အရာတွေကိုပြင်ဆင်ပြီးလျှို့ဝှက်စွာခရီးစတင်ခဲ့တယ်။လမ်းခရီးမှာဖြူစင်ဟာတစ်တော်ထူထပ်တဲ့မှောင်မိုက်သောညအလင်းရောင်မဲ့တဲ့လမ်းကိုဖြတ်တန်းရတယ်။သူကြောက်ပေမဲ့ငါမိဘတွေပျော်ရွှင်ရမယ်ဆိုတဲ့အတွေးနဲ့ရှေ့ဆက်သွားတယ်။နောက်ဆုံးမှာတော့ဘရင်ဥယျာဉ်တော်ထဲကရေခဲတောင်နံရံအနီးကလျှို့ဝှက်တဲ့ပန်းကွင်းလေးကိုရောက်ရှိသွားတဲ့အဲဒီမှာရွှေဆင်းရှိတဲ့ပန်းဟာနှင်းတွေကြားမှာတလဲလဲတောက်ပနေတယ်။ဒါပေမဲ့ပန်းကိုခူးမဲ့သူမှန်သမျှကိုတိုက်ခိုက်မဲ့အရွယ်အစားကြီးမားတဲ့နှင်းမွေကြီးကအဲ့ဒီနေရာကိုစောင့်ကြပ်နေတယ်။ဖြူစင်ဟာမွေကြီးကိုမြင်တော့ကြောက်လန့်တုန်လှုပ်သွားတယ်။ဒါပေမဲ့သူဟာမြေပေါ်ကကြောက်စီရကအချို့ကိုကောက်ယူပြီးမွေကြီးကိုပြစ်ပေါက်လိုက်တယ်။အတန်လှုပ်ရှားမှုကြောင့်မွေကြီးရဲ့အာယုံစိုက်မှုကိုလမ်းလွှဲလိုက်တဲ့အချိန်မှာဖြူစင်ဟာမြန်မြန်ဆန်ဆန်ပန်းကိုခိုးယူပြီးအလင်းအမြန်ထွက်ပြေးလာနိုင်ခဲ့တယ်။ဖြူစင်ဟာပန်းပွင့်ကိုယုံဘရင်စီဆောင်ကျင်းလာနိုင်တဲ့အခါယုံဘရင်ကြီးကအံ့ဩဝမ်းမြောက်သွားပြီးဆုတော်ငွေကိုပေးအပ်လိုက်တဲ့ဒီဆုငွေနဲ့ဖြူစင်ဟာသူ့မိဘတွေအတွက်ပုံနှွေးထွေးတဲ့အိမ်ဆောက်ပေးနိုင်ခဲ့တယ်လို့တောအုပ်ထဲကအသိပညာရှင်ဆေးဆရာကြီးရဲ့အကူအညီနဲ့ရှားပါတဲ့ဆေးဝါးများကိုဝယ်ယူပြီးမိဘနှစ်ပါးကိုဂရုတစိုက်ကုသပေးခဲ့တယ်။အချိန်အတန်ကြာတဲ့အခါမိဘနှစ်ပါးရဲ့မျက်စိအမြင်အာရုံဟာတဖြည်းဖြည်းနဲ့ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။မိဘနှစ်ပါးဟာဖြူစင်ရဲ့မေတ္တာတတ်သိနဲ့ကျေးဇူးတည်တတ်မှုကိုချီးမွမ်းဂုဏ်ပြုကြတယ်။ဖြူစင်ရဲ့စွန့်စားကမ်းဟာတတော်လုံးကသားသမီးတွေအတွက်မိဘကျေးဇူးဆက်ချင်းရဲ့အကောင်းဆုံးပုံသက်တည်ဖြစ်ခဲ့ပါတော့တယ်။ပုံမြင်ကပေးတဲ့သင်ခန်းစာတွေကတော့အနစ်နာခံမှုမိဘတွေရဲ့အခက်အခဲကိုကူညီဖြေရှင်းပေးဖို့ကိုကျိုးစောအနစ်နာခံတင်ပါတယ်။မေတ္တာရဲ့ခွန်အားအချင်းနဲ့မေတ္တာတရားဟာတတ္တိကိုဖြစ်ပေါ်စေပြီးအခက်အခဲမှန်သမျှကိုကျော်လွှားနိုင်တဲ့ခွန်အားကိုပေးပါတယ်။ကျေးဇူးတည်တတ်ခြင်းမိဘတွေရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့လျော့ပဲတတ်နိုင်သမျှပြန်လည်ပြုစုစောင့်ရှောက်သင့်ပါတယ်။